ဘေခုနဲ့မုံပြည်နယ်မှာအကြမ်းဖက်စခန်းနှစ်ခုကိုသိမ်းပိုက်ခဲ့ရစကားစား73ဦးသေဆုံးပြီးလက်နက်များသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ဘေခုဒေသနဲ့မုံပြည်နယ်ရှိအကြမ်းဖက်စစ်တပ်လက်ရက်စခန်းနဲ့ 4K စခန်းတို့ကို PDF and KNLA ပူးပေါင်းတပ်တွေက AB လခုနှစ်ရက်နဲ့12ရက်တို့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်73ဦးသေဆုံးပြီးလက်နက်ခဲယမ်းအမြောက်များသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။စစ်တောင်းမြို့ဝမ်းရွှေကျင်မြို့နယ်ရှိအကြမ်းဖက်စစ်ကောင်စီလက်ရက်စခန်းပွိုင်း128စခန်းကို EB လ4ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး EB လခုနှစ်ရက်မနက်6နာရီမှာအပြီးသက်သိမ်းဆည်းရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်း60မမ MAR 11 and MAR 1 and MAR 4 and RPG ဒရိုနယ်ဆက်လက်ကြီး600တောင်း9.56ကြီး900တောင်း60မမတီ9လုံးကြီးပေါက်10နှစ်ခုနှစ်စစ်သုံးပစ္စည်းများဂျမာဆက်နှစ်စုံမိဆက်နှစ်လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း8လောင်းနဲ့ထိခိုက်ဒဏ်ရာရသူ30ဦးရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးမှာစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။လက်ရက်စခန်းသိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိတရင်များအထူးတိုင်းစစ်ဌာနနေဗျူဟာ36ကွပ်ကဲမှုအောက်ရှိတရင်များအထူးစစ်စင်ရေးတပ်ဖွဲ့ SLF ရန်ကုန်တိုင်းဘက်ကတိုက်ခိုက်ရေးစစ်ကြောင်းဘေခုခရိုင်ဘက်ကတိုက်ခိုက်ရေးစစ်ကြောင်း SOG တရုံတပ်ဖွဲ့နဲ့ KNLA တရင်ခုံတက်ခွဲတို့ကပူးပေါင်းသိမ်းပိုက်ခဲ့တယ်လို့အထူးတိုင်းစစ်ဌာနကဒင်းထုတ်ပြန်ထားတာပါ။မွန်ပြည်နယ်ဘီလင်းမြို့နယ်ရှိစစ်ကောင်စီရဲ့ 4K စခန်းကိုလည်း EB လခုနှစ်ရက်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ EB လ10နှစ်ရက်မနက်8နာရီခန့်မှာအပြီးသက်သိမ်းပိုက်ခဲ့ရာဒူတရင်မှုအောင်တော်နဲ့အခြားသူ၏အရှင်ဖမ်းမိခဲ့ပြီး9ဦးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရသူ10ဦးခန့်ရှိခဲ့ကစခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။ငါးချင်းမီတလက် MA2 60မမများနဲ့40မမဖုံးသီးခုနှစ်ဆက်9လုံး9.56ကြီး4000တောင်းဂျမာဆက်3လုံးဆက်သွယ်ရေးထိုင်ဆက်4လုံးမိဆက်1လုံးနဲ့စစ်သုံးပစ္စည်းများတင်ဆက်ရရှိခဲ့ရလို့ဆိုပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာတရှိ KNLA တပ်ရင်းများ KNDO and ABSTF အထူးတိုင်းစစ်ဌာနနေဗျူဟာ30ခုနှစ်ကွပ်ကဲမှုအောက်ရှိတရင်များနေဗျူဟာ20ခုနှစ်ကွပ်ကဲမှုအောက်ရှိတရင်များအထူးစစ်စင်ရေးတပ်ဖွဲ့ SLF ရန်ကုန်တိုင်းဘက်ကတိုက်ခိုက်ရေးစစ်ကြောင်း UOC စစ်ကြောင်း FFD တရုံတပ်ဖွဲ့ရောင်နီတရုံတပ်ဖွဲ့ Cloud Wings တရုံတပ်ဖွဲ့ KRF တရုံတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်းအထူးတိုင်းစစ်ဌာနကသတင်းထုတ်ပြန်ထားတာပါ